ဝမ်းချုံဝမ်းကြံဖြစ်နေတဲ့သူတွေထဲမှာလေအဆိုးဆုံးကတော့ယောဂကန်ရှိတဲ့သူတွေပဲယောဂကန်ရှိတဲ့သူရာဆိုတော့ဝမ်းရှုပ်တဲ့ပြဿနာတော်တော်ကိုမှတွေးရတယ်ညှို့တွေးရတယ်လို့ပေါ့နော်ညှို့ဆိုလဲယောဂကန်ရှိတယ်ဘာယောဂကန်ရှိလဲဆိုတော့ညှို့စီမာကတော့ပန်းနိုင်ရင်ချက်ပေါ့နော်ပန်းနိုင်ရင်ချက်ယောဂကန်ရှိတယ်အဲ့တော့လေဘာဖြစ်လဲဆိုတော့ပန်းနိုင်ရင်ချက်ယောဂကန်ရှိတဲ့ခါကျတော့ပန်းနိုင်ရင်ချက်ကယောဂဒီဘာလဲဝမ်းချုပ်ပြီးဆိုတာနဲ့အဲ့ဒီပြဿနာပိုဆိုးလာတာဒီလားမမတို့ပိုဆိုးလာတာအဲ့တော့ဘာဖြစ်လဲဆိုတော့ရင်ကျက်တယ်အသက်ရှူကျက်တယ်မောတယ်ခုလိုຢာတွေဦးတို့ပြောင်းလဲမှာဆိုတော့စမျိုးတော်တော်ကိုမှခံရတယ်ပေါ့နော်အဲ့တော့တချို့ကျတော့လဲစီးချိုယောဂရှိကြတယ်ချို့ကျတော့လဲအစာအိမ်ယောဂရှိကြတယ်ဝမ်းချုပ်ပြီးဆိုတာနဲ့ဘာယောဂခံရှိပိုဆိုးလာတာနော်ဒါလေးကိုလုံးဝမမေးနဲ့တချို့ကျတော့လေနာနဲ့ဆေးနဲ့လွဲနေကြတယ်တွေးတိုးနေတယ်ဝမ်းချုပ်နေတွေးတိုးနေတယ်စီးချိုဖြစ်နေတယ်ပိုဆိုးနေဆိုဘိုက်ထဲကအစိတ်တောက်ကိုလည်းရှင်းပေးဘိုက်ထဲမှာရှိတဲ့အစိတ်တောက်တွေကိုမရှင်းမဲနဲ့အမတို့ကြံတာလို့လဲရတယ်တော့မရတော့ကွာ100%ရလက်ထွက်မဲ့အရာကို90%ပဲရလက်ထွက်တာမျိုး60%ပဲရလက်ထွက်တော့တာမျိုးဖြစ်သွားနိုင်တယ်မြို့ကတော့အဲ့လိုမဖြစ်စေချင်ဘူးအမတို့เนาะဒါကြောင့်မို့ဝမ်းချုပ်ဝမ်းကြံဖြစ်နေတဲ့တွေဆိုတော့fiber လေးကိုပဲစောင်းသားကြည့်เนาะ fiber လေးစောင်းသားပါမြို့စီမှာဆိုတော့ဒီလို fiber လေးတွေရှိတယ် ready juice fiber ရှိတယ်တရက်ကနေ3ရက်လောက်ထိဝမ်းချုပ်နေတယ်လို့ဆိုအဆင်ပြေတယ်မြန်ဆန်ရလက်ထွက်တယ်ဆိုတော့မြို့ကပြောပြပေးချင်တာမဟုတ်ဘူးတပတ်10ရက်ဝမ်းချုပ်နေပါတယ်ဆိုတဲ့လူတွေဆိုတော့ဒါနဲ့မရတော့ဘူးเนาะဒါနဲ့မရတော့ဘူးဒီလိုဟာနဲ့တောက်ပေးဒီလို kiwi fiber လေးနဲ့တောက်ပေးတောက်စင်တော့အကောင်းဆုံးပဲဖြစ်တယ်အဲ့လိုပြောတဲ့ခါကျတော့စညို့ပြောလိုက်မယ်အမကျမတို့စီမှာဝမ်းလို့ဆေးရှိတယ်ဆရာမိုးဆေးရှိတယ်ဗာလဲတခြားဟာတွေရှိတယ်ပေါ့နော်ရှိတယ်အဲ့ဒါတွေကအခုမတို့အင်္ဂလိပ်ဆေးတွေဆိုတာကျတော့ထိုက်တင်းလောက်ပဲကောင်းတယ်အရေးပေါ်အခြေအနေလောက်ပဲကောင်းတယ်ညို့တို့နေ့တိုင်းတောက်ရမယ်ဆိုအဲ့ဒီအင်္ဂလိပ်ဆေးကအခုမတို့ကို side effect ပေးမှာခဏကိုဥမကြီးလှုပ်ဆောင်ရတဲ့ကိုပြက်စီးစေမှာဒါကိုလုံးဝမမေ့နဲ့နော်ဒါကိုလုံးဝမမေ့နဲ့ဒီလိုဟာတွေကိုတောက်မယ်ဆိုရင်လည်းနေ့တိုင်းတော့စညို့တော့မတောက်စီချင်ရက်ချလို့တောက်ပြီเนาะဘာလို့လဲဆိုတော့ခဏကအချင်းနဲ့တိဆောက်ထားတာလို့စညို့ပြောထားပြတဲ့အတွက်3ရက်နေမှတခါဝမ်းသွားတဲ့လူရောက်ဆိုတော့ရက်ချပေါ့နော်1ရက်ချတစ်ခါလား2ရက်ချတစ်ခါလားဒီလိုလေးတောက်ပြီဒါဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်ရကျင်တဲ့လူဒီလို ready juice လေးတွေရကျင်တဲ့လူကကျတော့အထုံး20ပါတာကိုမြန်မာငွေ4200ပဲရှိတယ်အရန်တန်3ထုပ်ယူတဲ့လူအထုံး20 3ထုပ်ယူတဲ့လူကတော့ delivery နဲ့စညို့ပို့ပေးနေသေးရเนาะလိုချင်တဲ့လူဖုန်းနံပါတ်လေးကိုဆက်သွယ်လာလို့ရပါတယ်ဖုန်းနံပါတ်လေးကတော့399234659365ဖြစ်ပါတယ်ဒီနံပါတ်လေးကိုဆက်သွယ်လာမယ်ဆိုရင်တော့စညို့ကအကောင်းဆုံးဝန်ဆောင်မှုပေးတော့မှာလည်းဖြစ်တယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်